စကိုင်းတိုင်းငလင်ဘေးအတွက်တိန်းတောင်းမှတီလူတန်းလိုက်တဲ့မာသာထရီဇာကဲပရိသတ်ကြီးတို့ရင်ကိုအချင်းချင်းမှမကူညီရင်ဘယ်သူမှအားကိုးလို့မရပါဘူးဆိုတဲ့ခေတ်ကြီးထဲမှာပရိဟိတအမျိုးသမီးကြီးခိုင်နှင်းဝေကတော့တကယ်ကိုမှပြိုင်ဆိုင်ရှားနေခဲ့ပါပြီကိုရဲ့အတားနဲ့ပတ်သက်လာရင်ရှေ့တန်းတင်တက်တဲ့လူတော်တော်များများကြားထဲမှာခိုင်နှင်းဝေကတော့လှူတန်းရမယ်ကူညီရမယ်ဆိုရင်ကိုရဲ့စီးစိမ်တွေကိုတောင်မငယ်ပဲနဲ့ရှေ့ဆုံးကနေကူညီဖို့အတွက်အသင့်ဖြစ်နေခဲ့ပါတယ်ဒီလိုမျိုးငလင်တွေမဖြစ်လာခင်အချိန်မှာကလေးကဘလို့နစ်နာမှုမျိုးမှာပဲဖြစ်ဖြစ်ကလေးတွေအပေါ်မှာပဲဖြစ်ဖြစ်အကောင်းဆုံးလှုံ့ဆော်ပေးခဲ့တယ်လို့ငလင်တွေစဖြစ်လို့ပျက်စီးဆုံးရှုံးမှုတွေရှိပါတယ်လို့သိလိုက်ရတဲ့အချိန်ကလေးကဘယ်သူမှမထက်ခင်သူကိုယ်တိုင်ကမြန်မာငွေကျပ်သိန်းပေါင်း1000ကိုမတည်ပြီးတော့လှူဒန်းထားခဲ့ပါတယ်။သူမရဲ့တရားတရားတွေစိတ်ရင်းကံတွေကြောင့်အနုပညာအတိုင်းဝိုင်းမှာဒီမကနိုင်ငံတကာကပါယုံယုံကြည်ကြည်နဲ့လှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါမြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်ကတော့ခိုင်နေဝေလိုမာတာထရီဇာလိုမျိုးစိတ်တက်မျိုးပိုင်ဆိုင်ထားသူရှိနေရကအစိုးရတွေကအကောင့်တစ်ခုလိုမျိုးပဲဖြစ်တာကြောင့်ဘာကိုမှအားမလျှော့ပဲကြော်ဖြတ်နိုင်ကြပါစေရှင်။